ဒီခွေးလေးဟာဇွန်တစ်ချောင်းတဲ့ကိုပဲအသုံးပြုပြီးအကျဉ်းထောင်ထဲမှာနှစ်ပေါင်း20ကြာအောင်တူးဖော်ခဲ့ပါတယ်နောက်ဆုံးတော့လွတ်မြောက်ဖို့လှုပ်ဝက်ဥမင်လန်းတစ်ခုကိုတူးနိုင်ခဲ့ပေမဲ့ချက်ချင်းမထွက်ပြေးသေးပါဘူးအရင်ဆုံးအဝိစားလဲပြီးနောက်ဆုံးအဆင့်ဖုံးကွယ်ရေးအစီအစဉ်ကိုပြီးစီးဖို့လိုအပ်နေခဲ့တာပါအဲ့ဒီအချိန်မှာအကျဉ်းထောင်မှုကလမ်းလျှောက်လာခဲ့ပါတယ်ပေါ်ချာသူ့ပစ္စည်းအားလုံးကိုဥမင်နဲ့ပြန်ထည့်လိုက်ပြီးပြက်ကလေးကိုကြည့်နေတယ်လို့ဟန်ဆောင်လိုက်တဲ့ထို့နောက်ဒီနေ့ဟာသူ့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ဖြစ်ကြောင်းတတိယတော်သူလုပ်ပြီးဇနီးအတွက်အံ့အားသင့်စရာလက်ဆောင်ပြင်ဆင်ဖို့အမြန်ထွက်သွားခဲ့ပါတယ်အခွင့်အရေးကိုအမိရယူပြီးပေါ်ချကဥမင်နဲ့ဝင်ကအကျဉ်းထောင်ကနေလွတ်မြောက်သွားခဲ့တဲ့ထို့နောက်ကုန်တင်ရထားတစ်စီးပေါ်တက်လိုက်ပေမဲ့အထဲမှာ TV အဟောင်းတစ်လုံးသာရှိနေပါတယ်ပေါ်ချက TV နောက်ဖုံးကိုဖြုတ်ပြီးအထဲဝင်ပုံနေလိုက်တယ်မကြခင်မှာပဲယထာတကားဖွင့်သွားပြီးပို့ဆောင်ရေးဝန်ထမ်းတစ်ယောက်က TV ကိုကားပေါ်တင်သွားခဲ့ပါတယ်ပေါ်ချကအကျဉ်းထောင်မှုကိုဘယ်တော့မှမတွေ့ရတော့ဘူးလို့ဝမ်းသာနေခဲ့ပေမဲ့ကားရဲ့ဥတီယာကသူထွက်ပြေးလာခဲ့တဲ့အကျဉ်းထောင်ပဲဖြစ်နေမှမသိခဲ့ပါဘူး TV ကိုအကျဉ်းထောင်မှုရဲ့ရုံးခန်းနဲ့တိုက်ရိုက်ပို့လိုက်ကြပါတယ်ပေါ်ချလွတ်လပ်မှုကိုစိတ်ကူးရင်နေစဉ် TV အပေါက်တေးသေးလေးကနေအကျဉ်းထောင်မှုရဲ့မျက်နှာကိုပြန်မြင်လိုက်ရတယ်တကယ်တော့ဒီ TV ဟာအကျဉ်းထောင်မှုရဲ့ဇနီးအတွက်မင်္ဂလာနှစ်ပတ်လည်လက်ဆောင်ဖြစ်နေခဲ့တာပါအကျဉ်းထောင်မှုက TV ဖွင့်ပြီးကောင်းဝိုင်စကားကြည့်တဲ့အခါဘတ်မှာအကြံတစ်ခုပေါ်လာတဲ့ TV တွင်းမှာပဲစက်ကောင်မျိုးစုံဖြစ်တရုပ်ဆောင်ပြီးဇလန်တစ်ခုလုံးကိုတယောက်တည်းကစားပြလိုက်ပါတယ်အဲ့ဒီလိုနဲ့မော်ပန်းနေချိန်မှာပဲအကျဉ်းထောင်မှုက channel ပြောင်းပြီးလက်ဝဲပွဲကိုကြည့်လိုက်တယ်ချက်ချင်းပဲဘတ်ချက်ကလက်ဝဲသမား2ယောက်ရောဒိုင်လူကြီးပါတယောက်တည်းတရုပ်ဆောင်ရင်လက်တစ်ဖက်နဲ့ထိုးတစ်ဖက်နဲ့ကောက်ွယ်ကစားခဲ့ရပါတယ်မော်လုံးလို့လဲကြတော့မဲ့အချိန်မှာအကျဉ်းထောင်မှုက TV ပိတ်ပြီးအိမ်ကိုယူသွားဖို့စီစဉ်လိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတာနဲ့ဘတ်ချက်မျောလင်းချက်ပြန်လဲတောက်ကလာတယ်ကြံရှိသမျှအားရင်အားလုံးကိုစူးစီးပြီး TV အောက်ခြေကနေဒုတိယအကြိမ်လွတ်မြောက်ရေးဥမင်ကိုစတင်တူးဖော်လိုက်ပါတယ်တစ်ဖက်မှာတော့အကျဉ်းထောင်မှုက TV ကိုအိမ်တို့ယူဆောင်သွားခဲ့ပါတယ်မထင်မှတ်ပဲ watch တူးထားတဲ့ဥမင်ဟာအကျဉ်းထောင်မှုရဲ့အိမ်ထဲကိုဓာတ်ရိုက်ပေါက်သွားခဲ့ပြီး TV ကလည်းဥမင်ထွက်ပေါက်ကိုအတိအကျပိတ်ထားနေခဲ့ပါတယ် watch က TV ထဲမှာပဲလုံခြုံသွားပြီလို့ထင်ပြီးစိတ်အေးလက်အေးနားနေချိန်မှာပဲအကျဉ်းထောင်မှုရဲ့အတန်ကိုထပ်ကြားလိုက်ရပါတယ်အကျဉ်းထောင်မှုရဲ့ဇနီးက TV ထဲမှာ watch ကိုမြင်လိုက်တာနဲ့အလုံးပျော်ရွှင်သွားခဲ့ပေမဲ့ watch ကတော့စိတ်ဖိစီးမှုများလုံးလို့ယူတော့မဲ့အခြေအနေကိုရောက်နေခဲ့ပါတော့တယ်ကြည့်ရှုသူများအားလုံးစိတ်နှလုံးရွှင်လန်းကြပါစေကာတွန်းစကားကောင်းများကြည့်ရှုခြင်းမှာက like and follow လုပ်သွားပေးကြပါနော်